အမေရမပါလေအမေနဲ့ပြန်နေမှာလားအမေနဲ့မနေချင်ဘူးမမနေချင်တော့တပြက်မနေပြောကြည့်ပါဦးတပြက်မနေချင်တာတော့ဟမ်အဖွားနဲ့ပဲနေချင်တာအဖွားနဲ့ပဲနေချင်တာဟုတ်တယ်အဖွားနဲ့အေးဘောအဖွားနဲ့ပဲနေချင်ပါပေါ့ဒီကောင်မလေးရဲ့မေအေးကမအေးထွေးတဲ့မကွေးမြို့တိုင်ရရွာကသူထားခဲ့တာမင်းရလည်းလောက်ကင်မကျွေးနိုင်ဘူးအဲ့တော့တပတ်အတူလာခေါ်လဲပါလာမခေါ်လဲလို့ရှိရင်တော့သူများကိုပေးရမှာသိတဲ့လူများမအေးကိုကြောင်းကြပေးပါလို့တော့တကယ်ကိုစိတ်မကောင်းလို့ပြန်လဲမျှဝေတင်ဆက်ပေးခြင်းဖြစ်ပါတယ်မကွေးကဆိုင်ညရွာပေါ့နော်ဒီမြီးဖွား2ယောက်ပေါ့နော်မြီးဖွား2ယောက်ဆိုပေမဲ့ဒါမြီးအရင်တော့မဟုတ်ဘူးဗျဒီဖွားကြီးမှာမြီးအရင်ရှိတယ်ပေါ့နော်သူမြစ်တဝင်းခွဲပေါ့နော်မြစ်တဝင်းခွဲလို့သိရပါတယ်သူ့ကိုလည်းပဲတင်ပြီးကြွေးထားရတယ်မြီးအရင်လေးလည်းပဲရှိတယ်ဆိုတော့2ယောက်ဆိုတော့ဒီအဖွားအနေနဲ့မနိုင်ဘူးပေါ့နော်အဲကြောင့်မလို့ဒီမြစ်တဝင်းခွဲလေးကိုဒါသူ့ရဲ့မိခင်အရင်ကပေါ့နော်လာမခေါ်ရဲတခြားသူကိုပေးပြတော့မယ်လို့သိရတယ်ဒီအကြောင်းအရာကိုသိတဲ့အတွက်ကြောင့်ဒီမကွေးရပရိုက်တာကိုကြီးတို့ကလာရောက်ဆွေးနွေးပြီးတော့ဒါကူညီမှုပေးတာပေါ့နော်ဒါကျွန်တော်လည်းရင်းနှီးမကောင်းလို့ဒီလိုကူညီရလေးတွေ့ရတော့ကျွန်တော်တို့အနေနဲ့လည်းပဲစိတ်သက်သာရသွားတယ်ပေါ့နော်သူဒီကလေးမလေးဒီသမီးလေးကြီးရတာတော်တော်လေးကိုကျွန်တော်တို့စိတ်မကောင်းဖြစ်မိတယ်ပေါ့ဒါကြောင့်ကျွန်တော်အများအနေနဲ့လည်းသိတဲ့သူရှိရင်ပြန်လည်းမျှဝေပေးလို့ရအောင်ကျွန်တော်အနေနဲ့လည်းတင်ဆက်ပေးခြင်းဖြစ်ပါတယ်ပြီးတော့အမေရမပါလေအမေနဲ့ပြန်နေမှာလားအမေနဲ့မနေချင်ဘူးမမနေချင်တော့တပြက်မနေပြောကြည့်ပါဦးတပြက်မနေချင်တာတော့ဟမ်အဖွားနဲ့ပဲနေချင်တာအဖွားနဲ့ပဲနေချင်တာဟုတ်တယ်အဖွားနဲ့အေးဘောအဖွားနဲ့ပဲနေချင်ပါပေါ့မိုးနဲ့ဒီမှာမိုးနဲ့တပြက်ပြောင်းပါဟုတ်ကဲ့ကျွန်တော်တို့အခုဆိုရင်မကွေးပြုတ်နေတဲ့စိုင်းကြကျွေးအောင်ကျွန်တော်သွားနေပါတယ်ခုနကလည်းမှတက်လာတဲ့မြီးဖွားပေါ့နော်အဖွားလို့သူကမြီးမလေးကိုသူမိခင်လာမပေါ်လို့ရှိရင်တခြားသူတယောက်ကိုသူလည်းမကျွေးမွေးနိုင်တော့ဘောနော်ပေးလိုက်မယ်ဆိုပြီးတော့ကျွန်တော်တက်လာကိုကြီးပေးနေရတော့ကိုကပေးချင်လို့တော့မှန်ပါတယ်ဟောတော့ကိုမလည်းနည်းနည်းလေးကိုမဆိုကြည့်တာတော့လာလို့ဆိုလို့လေဟိုနေနိုင်ကြည့်တာဘလို့ကြောင့်အခုကလမ်းပေါ်လည်းတဲကလမ်းပေါ်မွေးသားကျင်တို့အာကြီးဒါနဲ့ဟိုသူမိန်းကလေးဖြစ်တယ်ဟိုတခြားတော့မတမာသူလက်ထက်ရောက်သွားတဲ့အခါမျိုးကြရင်လေကိုလည်းစိတ်မကောင်းဖေးရမှာလေကျွန်တော်တို့ကဘလို့များကူညီပေးလို့ရနိုင်မလဲအဲ့လိုသိနေတာဟိုသူ့အမေဟိုချိတ်ဆက်မရခင်မှာမရခင်အထိမှာဟိုထိန်းသိမ်းဆောက်ရှောက်လို့ဟိုအစီပြေမလားဘလို့လဲအခုကတူမဘောတူမအရင်ပေါ့ဟုတ်လားဟိုသွားတာတူမအရင်ပေါ့တူမဝင်းခွဲပေါ့တူကမွေးထားလိုက်တော့အဲ့ဒီတူကမွေးတာလားတူကမွေးတာတူကကိုမွေးတာတူကမွေးတာဆိုမီးဖြစ်နေတာပေါ့မီးတော့ကမြစ်တော်ဖြစ်သွားပြီပေါ့တူကမွေးတာတူရင်ကမွေးတာဟုတ်တယ်တူရင်တူရင်ကမွေးတဲ့သမီးပေါ့ဟုတ်အဲ့ဖြစ်နေတာအဲ့ကြောင့်အမေနဲ့အဖေမေလည်းဒီမှာမျိုးဆွေမရှိတော့ဘူးအပွားပဲရှိတာဒီသူ့အမေလည်းပြန်တွေ့ရအပွားဆန္ဒကဘယ်လိုရှိတော့ပြောကြည့်ပါအပွားဆန္ဒကじゃဘယ်လိုရှိတော့ကျွန်တော်သားတို့ကကြတော့ပရိုက်တာအတင်းပေါ့နော်မကွေးပရိုက်တာအတင်းဖြစ်တယ်ဒါတော့အစားတော့စေးသားရတော့ကူကြီးကတော့အဖွားအရင်ဆိုတော့ဘယ်လိုဖြစ်ကျွန်တော်တို့ဟိုဆွနေကြည့်မယ်ပေါ့ဘယ်လိုများကျွန်တော်ထောက်ပံ့ပြီးတော့ဟိုသူ့အမေကိုဒီကြားထဲမှာရှာဖို့ရအောင်ပေါ့နော်ငွေဆိုရင်တော့အဖပေးဆိုတော့အေးဆိုအများကြီးပဲလိုချင်တဲ့ဒီကတော့အာကြီးပဲရှိပါဘူးဒါပေမဲ့ဟိုအဲ့ဒါကတိမိဖြစ်တဲ့အတွက်ကောင်းတဲ့နေရာလေးရောက်သွားရင်လည်းမကောင်းတဲ့နေရာရောက်သွားရင်ဒါကြီးအများကြီးစဉ်းစားရမယ်အရာတွေရှိရပေါ့နော်အဲ့ပေါ်မှာအကယ်၍များပေါ့ဟိုလောလောဆယ်သူ့အမေကဖုန်းတော်ကျွန်တော်လည်းပြီးဖုန်းတော်ကယူမယ်လေဖုန်းတော်ကိုင်နေဟိုပြောနေတာဇာတ်ပြီးလားဒီသူလားအနေနဲ့ရှိပြီလို့6နှစ်ချင်းပါဟောသူနေမပြီးတော့မကြောက်လို့ဘာလို့သမီးတို့အမေရမပါလေအမေနဲ့ပြန်နေမှာလားကျုံများဘာမှမသိသေးဘူးငယ်လေးတဲ့စိတ်တရားကြီးရဘယ်လောက်ကြည့်အောင်သူစိတ်ထဲမှာစိတ်ထိခိုက်နေလိုက်မလဲနော်မိဘအရင်နဲ့လည်းမနေရသူ့အဖေကသေသွားပြီလို့ပြောတယ်မရှိတော့ဘူးပြောတယ်အမေအနေနဲ့လည်းဒါသူဘောပြနောက်ယောက်ျားကြီးပါလေမရရင်တော့သူသမီးလေးကိုပေါ့နော်ဆောက်ချောက်မယ်ဆိုရင်တော့တော်မှာပေါ့မဟုတ်ရင်လည်းပဲဘုလိုမျိုးတွေလောက်ကျွေးဘူးတို့ဘာလို့နောက်ကြလဲယူမယ်လို့ဆိုရင်တော့ယူရှိနေတယ်ဆိုရင်တော့သမီးလေးသနာစရာပါအမေနဲ့မနေချင်ဘူးမမနေချင်တော့တပြက်မနေပြောကြည့်ပါဦးတပြက်မနေချင်တာတော့ဟမ်အဖွားနဲ့ပဲနေချင်တာအဖွားနဲ့ပဲနေချင်တာဟုတ်တယ်အဖွားနဲ့အေးဘောအဖွားနဲ့ပဲနေချင်ပါပေါ့မိုးနဲ့ဒီမှာမိုးနဲ့တပြက်ပြောင်းတယ်သမီးကိုဘာပြုတ်နေအောင်ကြောင်းလည်းမနေနိုင်ဘူးမနေအောင်တယ်လားအေးလေခုကြတော့သူကကြောင်းဆိုတာလက်ဘာတို့ညာတို့စုံသိရှိမှာအဲ့ဒါကမှသူကတော့ဒီမှာမဟုတ်ဘူးလားမဟုတ်ဘူးလူခွင့်ပါပဲလားရှားမင်းလာမှာကြောင်းထားတာဟုတ်တယ်ရှားမင်းလာမှာကြောင်းထားတာအ
အဖေကတော့စားပေးလာမှရှိနေမှာ ဖေးမရှိဘူး အဖေကသုံးသွားပြီလားဩဖေကသုံးသွားပြီအမေပဲရှိတော့မှာပေါ့တခြားသူ့အမေမှာတခြားကိုညီကောင်မှလည်းမရှိဘူးဟုတ်သူ့မှာသူတယောက်တည်းမွေးတာ ဟုတ်တယ် သမီးကဘလို့ချင်းသမီးကဘလို့နေဘွားလည်းမနေချင်တာလားဟုတ်လားဒီဘွားလည်းဒီမှာနေချင်တာဩ အမှုတောင်းရခက်ခက် အဲ့တော့ဘွားရဲ့ဆန္ဒကိုပြောကြည့်ပါဦးဘလို့လုပ်ရင်နိုင်အဆင်ပြေမလဲအဲ့တော့သိရင်တာဟိုကျွန်တော်တို့ကြတော့ခုနကသားတို့ကြတော့တကယ်တော့အမျိုးကြီးနီးစပ်နေရာမှာရှိနေတာကပို့ပြီးတော့လေးတွေအဆင်ပြေတားလည်းကြိုးစားပြီးတော့မကွေးဆိုရင်ဒါအနည်းတော့သူ့ကိုရှာရနိုင်တယ်အမေနဲ့တွေ့တော့လဲဟိုပို့ပြီးတော့အဆင်ပြေတော့အမေကမှမိခင်လို့သူကမှထိန်းသောကြောင့်မလုပ်နိုင်ဘူးဆိုရင်တော့ကျွန်တော်တမျိုးပြတဖုံပေါ့နော်ဟိုကျွန်တော်တို့စဉ်းစားလို့ရတာအချက်ချင်းလေးရှိတယ်ဥပမာကျွန်တော်တို့အနေနဲ့ဟိုဒီပေါ့ဒီတိုင်းကြောင်းတွေပါနေမှာအထားရင်ပေါ့နော်မျိုးသမီးတွေတော့အထားရင်လည်းဒါသူ့ကလုံခြုံမှုရှိမယ်ပေါ့နော်ရှိနိုင်တယ်ဟိုမွေးသားတာဟိုကတော့ခုနနောက်ပိုင်းတကန်တော့ပေါ့အဲ့ဒါတွေကအရင်ကျေပြတ်နေကွာကျေပြတ်နေဆိုတာကဟိုကျေပြတ်နေဆိုတာကအများကြီးတကယ်ဟိုသူစီမီစီကရအစိုးရစီမီစီကရဆိုရင်အဲ့မွေးသားရဆိုတာကဟိုအိမ်တော်ခုနကအိမ်တော်ရှိပြီးတော့သားသမီးရှိရင်မွေးသားခွင့်မပေးလို့မရဘူးနောက်တစ်ခါအပြိုကြီးလူပြိုကြီးမွေးသားလို့မရဘူးလုံးလုံးအိမ်တော်ရှိပြီးတော့သားသမီးမထုံးကားတဲ့သူမျိုးပေါ့နော်သူ့လည်းဟိုတင်တော်တင်ထားနိုင်တဲ့လူမျိုးမှမွေးသားလို့သိတာဆိုအခုကကျွန်တော်ဒီလိုက်တဲ့တန်းပြီးတော့မွေးသားကျင်တဲ့လူကပေါ်လာဒါပေမဲ့အဲ့တော့သူတို့ဘာမှပြောလို့မရဘူးအဲ့တော့အဖွားကိုဆန္ဒပေါ့တခုကလေးဘယ်လိုများကူညီပေးနိုင်ရင်ကျွန်တော်တို့အဆင်ပြေမလဲအဲ့လိုပေါ့နော်ဟိုတကယ်လို့များဟိုသူ့အတွက်ဒီလိုနေရာမှာလုံခြုံထားပြီးတော့ကျွန်တော်တို့ကဟိုလာစင်မို့ပေါ့ဒါတလားမတွေ့ဘူးဆိုဒီမှာတလားလောက်ကိုစားစီပေးနိုင်ရင်ကောအဖွားအတွက်အဆင်ပြေနိုင်လားအဲ့လိုသိချင်တာအဖွားရဲ့ဆန္ဒပေါ့နော်အဖွားလုံးလုံးမှမစောင့်နိုင်ဘူးငါမစောင့်နိုင်တော့ဆိုရင်လည်းအဲ့တော့ကြီးပြီးတော့မှခုနကတက်တော့တဲ့နေရာသူ့ရဲ့လုံခြုံစိတ်ချမှုရှိနိုင်မဲ့နေရာမျိုးကိုကျွန်တော်တို့ကထားပြီးအဖွားအနေနဲ့ဥမာပေါ့ငါတလောက်တော့ငါသူ့အတွက်ငါဘလောက်ကုန်တယ်ဒီပေါ်မှာကျွန်တော်တို့ထောက်ပံ့ပေးနိုင်ရောအဆင်ပြေနိုင်လားပေါ့အဲ့လိုလေးသိကျင်တာအဲ့တော့ကျွန်တော်အားချင်းလာလိုက်တာဟိုမတော်ခုနကတော့အဖွားစိတ်ညစ်ပြီးတော့တခြားတယောက်ပေးလိုက်လို့ရှိရင်ကလေးရဲ့အနာဂတ်ကကောင်းသွားရင်တော့တမျိုးပေါ့နော်အဲ့လိုမျိုးပေါ့ပေးဖို့တော့သူကတော့ပေးဖို့မပါပါဘူးသူ့အမေနဲ့တွေ့အောင်ဆိုသူ့မေတွေ့အောင်တော့ကြိုးစားမိမယ်လေမကွေးဆိုကျွန်တော်နီးစပ်တယ်ကျွန်တော်အများကြီးပြရတယ်ကနနာဆိုတော့ကျွန်တော်တို့ရှာပေးလို့လွဲတယ်သူ့နာမည်သိတယ်ဥမာကကျွန်တော်လွဲတယ်ကျွန်တော်အဲ့ဒါလွဲတယ်ဒါနောက်တကန်တော့ပေါ့လက်ရှိမှာဘွားကအဲ့လိုဖြစ်နေတာဆိုတော့ကျွန်တော်အဲ့ပေါ်မှာလောလောဆယ်သူ့မိနောက်ရင်တော့မသိပါဘူးလေပေါ့နော်အဲ့တော့အဖွားပြောကြည့်ပါဦးဟိုဆိုတာတော့သူညီဖို့ဆိုတာတော့ခလေးတော့ခလေးပဲစားစီပေါ့အမှန်တယ်လေစားစီစားစီလိုချင်တယ်ဆိုရင်တလောက်ဘယ်လောက်အဆင်ပြေတော့အဖွားပြောကြည့်လိုက်အဖွားပြောကြည့်ရတယ်အာမနာနဲ့ပြောကြည့်လိုက်ခလေးမုံကိုနဲ့ဗာနဲ့ဆိုလို့ရှိရင်တလားဆိုလဲလောက်အဖွားပြောကြည့်လိုက်ပါအဖွားတုံးလို့ဘလောက်လို့အဲ့မှာတော့လည်းပတ်သက်စီလို့ကူညီမှာမဟုတ်ဘူးဒီကလေးကိုလမ်းပေါ်မြင်လို့လည်းဟိုမှာကျွန်တော်တို့ကလည်းပြန်ပြီးတော့ဒီကလေးကအခုအမေမတွေ့မချင်းကျွန်တော်ကတလောက်ဘယ်လောက်တော့သူအဖွားကိုထောက်ပံ့ထားပါတယ်ဒီမှာပြန်ပြီးကျွန်တော်တို့ကအခုညီတောင်းပေးမှာဟောဖြစ်တဲ့အတွက်ဟိုလိုဖြစ်နေတာကတားတဲ့ခွေးမနဲ့နေရတာဟာနှစ်သိန်းလောက်ကုန်တယ်ဟုတ်ဘုကကြံကမှာအဖွားနဲ့ဦးနဲ့ကြံကမှာမီးတယောက်ရှိသေးတယ်မီးတယောက်ရှိသေးတယ်သူတော့ပဲသူကဂျားတွေကလေးပေါ့သူကပိုစိမ့်သွားတာဖြစ်တော်တော်ဖြစ်နေမှာပေါ့အဲ့တယောက်ကကြောင်းနေရတယ်ဒီကောင်မလေးကကြောင်းလည်းမနေရဘူးသူကတော့နှစ်ယောက်ကြီးမှန်ကမေးဖို့တယောက်နေမှန်ကတော့လုံးလုံးမိဘဆက်သွယ်လို့မရတော့ဘူးဆိုရင်တော့ကျွန်တော်တို့ကအဲ့လိုမကွေးမှာရှိတဲ့တရားရည်စားတဲ့ကြောင်းတိုက်လိုက်ရင်သူကြောင်းလည်းပြန်တက်လို့အဆင်ပြေတယ်ပေါ့နော်ဘာကကြောင်းမှာသူတက်ပြီးတော့အဲ့မှာကြောင်းသားနဲ့နေအဲ့လိုလေးလဲဟိုစီစဉ်ပေးလို့တော့ရတယ်ဒါလည်းသူ့ရဲ့ကလေးရဲ့ဆန္ဒရှိတယ်ကျွန်တော်တို့ကမိခင်ကျွန်တော်တို့ကလေးတိုင်းလေးမရတယ်ဟောရတယ်ရတယ်ဟိုမေးတာသူ့ကိုမေးတော့အကြောင်းမေးအဲ့ကြောင့်မေးကြည့်တာကျွန်တော်ဘလို့ကူညီပေးလို့ကျွန်တော်တို့ကအဓိကကူညီပေးဖို့လာတာဟိုတခြားသူလက်ထဲကိုရောက်တော့မှဆိုးလို့အဲ့လိုဖြစ်နေတာဟုတ်မင်းနဲ့တွေ့ဖို့ဆိုတော့ဟိုကအဲ့လိုတခြားလက်ထဲတော့မထက်ပါဘူးဟုတ်သူ့မေရောရှာပေးရမှာသူ့မေမကွေးကလွယ်ပါတယ်တကယ်တော့သူရှိနေလွယ်တယ်သူ့မေကျွန်တော်ဆွနေဟိုတွေ့အောင်ဆွနေရမှာနာမည်မတောင်းနော်လမ်းမှာပါပါမေးထွေးနာမည်လေးလည်းမှတ်ထားတယ်ကနမလေးလို့ကြားတယ်ဟုတ်ကနမလေးနီးစက်တဲ့လူပြီးတဲ့သူရှိရင်လည်းညီပေးလိုက်ကြအောင်ပြတဲ့ခံပါမတူဘာမှရှိဘူးတော့ပုံလည်းမရှိတော့ပုံလည်းရှိဘာမှရှိဘူးကလေးပဲပို့ထွက်လိုက်လုံးလုံးနာမည်နဲ့ပဲရှားမှာပေါ့ဟုတ်တယ်စားပြန်လာမှနေရစားပြန်လာမှနေတဲ့ဆောင်စမ်းတီတာခောက်ဆွဲဆိုင်လည်းနေသေးရဲ့ဆိုအဲ့ကိုဆက်ကြည့်ဒင်းကြီးလားစမ်းတီတာစမ်းဆွဲဆိုင်အဲ့ဟောတော့ခေါက်ဆိုင်တက်လားဆိုင်ရှိတာရုပ်ပဲရိုင်းရင်းထဲမှာအမှတ်တိုင်းစမ်းတီတာမှတ်တိုင်းနော်အဲ့ဒါတစ်ချက်မှတ်တိုင်းနော်မရှိဘူးကျွန်တော်ရောက်ခဲ့မဟုတ်သူတို့တန်းတော်သားတော့မေးရတာပေါ့ဗျာတန်းတော်သားဘယ်လိုရောက်သွားလဲပုံမလို့တော့မှတန်းတော်သားရရင်
ရနိုင်တယ်လေ ရပုံလို့ရမှာရပုံလို့ရလှုပ်ဆောင် အဲ့တော့ဒီလိုလို့ပွားကျွန်တော်တစ်ခေါက်ပြန်လာမယ်နော်တစ်ခေါက်ပြန်လာမယ်ဟိုခဏလေးပွားရက်လေးပဲဆောက်ရက်ပိုင်းလေးပဲဆောက်ကျွန်တော်လည်းမျိုးဘွားသူ့မေကိုပြင့်အောင်ကြိုးစားမယ်နော်ကြိုးစားမယ်အခုအဖွားတလားကို2သိန်းလောက်ရရင်အဆင်ပြေတယ်နော်ကျွန်တော်တို့လောဆယ်ကျွန်တော်တို့လူပေးခဲ့မှာဒါတလားကိုကျွန်တော်အဆင်ပြေတော့3သိန်းလောက်လူပေးခဲ့မယ်နော်ကျွန်တော်အဲ15ရက်မတိုင်ခင်မှာကျွန်တော်ပြန်လာမယ်နော်ပြန်လာပြီးတော့ဟိုတခုခုပေါ့စီမံလို့ရအောင်ပေါ့နော်အဲဒါလောလောဆယ်ဒါကျွန်တော်စိုက်လူပေးတာနော်အဲ့တော့ဟိုဘယ်သူမှမပေးပါနဲ့အပေါ်နော်တခုတော့ပေးရကျွန်တော်ဘုရားလည်းပေးခဲ့မယ်အခုပြေဘုရားပေးခဲ့လိုက်မယ်နော်တခုထူးကြတယ်ဟိုလာတောင်းတယ်ဆိုကျွန်တော်တို့ဆက်ပါနော်ကျွန်တော်တို့သူ့တဲ့ဟိုအခြားသူတဲ့ပေးထားတဲ့နေရာတဲ့ပေးလိုက်တဲ့နေရာတဲ့ကောင်းမွန်တဲ့နေရာကိုကျွန်တော်တို့စောက်ရှောက်ပေးလို့ရတယ်နော်ဒါကသူ့ဆန္ဒရဲ့ဟိုအပွားလည်းဟိုအမျိုးဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီလိုလေးဖြစ်စေချင်တာနော်မဟုတ်ရင်ကျွန်တော်ခေါ်သွားလဲရတယ်ကျွန်တော်တို့သူ့ကိုလုံခြုံတဲ့နေရာမှာကျွန်တော်တို့စောက်ရှောက်ပေးလို့ရတယ်နော်အဲ့လိုပေါ့နော်အဲ့လိုတခုကျွန်တော်သူ့အမေလည်းကျွန်တော်တွေ့အောင်စူးစမ်းကြည့်ပါမယ်စူးစမ်းပြီးတော့ဟောပြီးလို့ရှိရင်ကျွန်တော်တို့နော်ဟိုသူ့မိနဲ့တွေ့ရင်အဖြစ်တစ်ခုထွက်ပါလေနော်အဖြစ်တစ်ခုရင်တော့ဟိုဒါကျွန်တော်တို့ကဥမာတော့နေထောက်ပံ့နေတယ်ဆိုတော့မှကျွန်တော်တို့နှစ်ချီပြီးတော့ကျွန်တော်ထောက်ပံ့တာမဟုတ်ဘူးလေအဲတခုတော့ကျွန်တော်စဉ်းစားရမှာအဲလက်တော့ကျွန်တော်ပြင်လေအောင်လို့ကျွန်တော်တို့ဟောပြရတာနော်ဗျာနော်ဟုတ်တယ်နော်သူ့အမေနဲ့တွေ့ဖို့ဟာပဲဝင်းတာပါတယ်သူ့မိတွေ့တော့ကျွန်တော်စူးစမ်းပြီးပါမခွေးပါရှိတရားတွေ့လို့ကျွန်တော်တို့စူးစမ်းပေးနိုင်တယ်ပေးနိုင်အောင်စူးစမ်းမယ်တဲရသားကျွန်တော်ယူပြီးတော့ပေးသားမယ်နော်ဒါလေးကတော့ကအပေါ်အစီပြောင်းပေါ့နော်လက်တော့မှာကဲဆောင်းချောက်ပေးလိုက်ပါအောင်နော်ဒါရဲ့တိုင်းဆဲတန်းဒီဆဲတယ်ကျွန်တော်မပိုပါဘူးကျွန်တော်တို့ဖြစ်အောင်ကျွန်တော်ယူမယ်နော်ဗျာနော်ဟုတ်ပြီနော်ဟုတ်ပြီနော်ကတိခေါ်ရမယ်နေမယ်နော်ဘယ်မှာတော့နော်ဟုတ်နော်အေးဘာလို့ခေါ်ရမယ်နော်ဟုတ်ပြီကဲသမီးနဲ့နာပြောပါဘယ်လိုပြောလဲသူကျူလားမနေ့ရှိသွားပြီကျူဆောင်းနေဟုတ်ပြီဆောင်းဆိုသူ့မှာတောင်းတက်ဖို့ပဲချိန်ကြစိတ်မကောင်းသေးရပါဗျာနော်ကလေးဆိုတော့ဘာမှသိသေးဘူးလေဒီရွယ်လေ5-6နှစ်ဘာသိမလဲမိဘတွေနဲ့တူမနေရတဲ့စိတ်အားငယ်ချက်အများနဲ့ရှင်လိုက်ရင်ရွယ်တူလေးနဲ့ရှင်လိုက်လို့ရှိရင်သူ့မှာတင်ငယ်တဲ့စိတ်ကလေးတော့ရှိမှာပေါ့နော်ဒီရွယ်ဆိုတာလည်းသူများစားရင်စားကျင်တယ်လေဗျာနော်အဲ့လိုမျိုးလေးတွေတော့ရှိတာပေါ့ကိုရီတော့ကလည်းအဲ့တိုင်းပဲလေအခုသူ့အမေရှိတယ်လို့သိရပါတယ်အဲ့ဒါကြောင့်မလို့နှီးစက်တဲ့သူများရှိရင်နော်မကွေးမှာနေတဲ့သူများရှိရင်ဒီဗီဒီယိုကြည့်တဲ့သူများရှိရင်လည်းပဲကန္နာလမ်းမှာလို့သိရတယ်ပေါ့နော်ခောက်ဆွဲဆိုင်မှာလုပ်တယ်လို့ကြားတယ်အဲ့တော့တကယ်လို့သိတဲ့သူများရှိရင်လည်းပဲကူညီပြီးတော့ဆက်သွယ်ပေးဖို့မေတ္တာရပ်ခံပါတယ်ကျွန်တော်ကတော့တကယ်ကိုတနာလုံးလို့ဒါမေတ္တာနဲ့ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ဒီဗီဒီယိုကြောင့်အကူအညီတွေလည်းပဲဒီဗီဒီယိုကနေတစ်ဆင့်သိသွားတယ်ရရှိသွားရဆိုလို့ရှိရင်လည်းပဲကျွန်တော်အနေနဲ့ပို့ပြီးတော့ပီတိပြည့်မိမှာပါဒီပေကိုလည်းပဲကျွန်တော်ဒီမှာတစ်ချက်ပြပေးပါမယ်ပေကတော့ကိုမိုးတဲ့နော်ကိုကြီးလာမိုးအောင်ပေါ့နော်ဒီပေလေးဖြစ်ပါတယ် follower 328,000ရှိပါတယ်ပေါ့နော်ဒီပေလေးဖြစ်ပါတယ်ဟုတ်ကဲ့အဲ့တော့ဒီပေလေးကနေပြီးတော့ဆက်သွယ်ပြီးတော့ကိုကြီးပါဝင်လူတန်းလို့လည်းရပါတယ်လောလောဆယ်သူ့ရဲ့မိခင်ကိုတွေးရမှာမဟုတ်ပါဘူးဒါမနေ့ကမှပေါ့နော်မနေ့ကမှဆိုတော့ကခုချိန်တွေးအောင်မထင်သေးပါဘူးကျွန်တော်တို့နိုင်ငံရဲ့အနေအထားအရလက်ရှိဖြစ်ပေါ်နေတဲ့အနေအထားအရဆင်းရဲဒုက္ခတွေကမျိုးစုံပေါ့နော်ဘုရုဒုက္ခမျိုးစုံကြုံတွေ့နေရတဲ့အချိန်မှာအချင်းချင်းတတ်နိုင်တဲ့သူတွေကကိုယ့်ရဲ့နေပါတဲ့သူတွေကိုနှိမ့်ချမဆက်ဆက်ပဲနဲ့ကူညီပြီးတော့ဝိုင်းဝန်းဖြည့်ရှင်းပေးရပါလို့ကျွန်တော်အနေနဲ့လည်းမေတ္တာရပ်ခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ